6 ရက်နေ့စစ်မှန်သောနှိမ်ချခြင်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး18အခန်းငယ်10မှ14အထိလူနှစ်ယောက်ဟာဖျားရှိခိုးเจ้าမှာဆုတောင်းကြတယ်တယောက်ကဘာသာရေးခေါင်းဆောင်တယောက်ကအခွန်ခံဖြစ်တယ်ဘာသာရေးခေါင်းဆောင်ကထပြီးဆုတောင်းတဲ့အခါမှာကျွန်တော်ကလောဘလည်းမကြည့်ဘူးအလွန်ရိုးသားပါတယ်သူမယားလည်းမပြစ်မှာဘူးဟိုးခွန်ခံလို့မဟုတ်လို့ကျေးဇူးတင်ပါတယ်လို့ဆုတောင်းတယ်တပတ်မှာအစာ2ရက်ရှောင်းတယ်10ဖို့တစ်ဖို့ကိုလည်းလှူပါတယ်လို့ပြောတယ်ဒါပေမဲ့ဟိုးအဝေးမှာရပ်နေတဲ့အခွန်ခံဟာသူ့ခေါင်းတောင်မှမဖော်ရဲရှာဘူးအလွန်နှိမ့်ချကျိုးနေစွာနဲ့ကိုတော့ကျွန်တော်ကိုခွင့်လွှတ်ပါလို့ပြောတယ်ငါပြောမယ်အခွန်ကအပြစ်ပြေလျက်အိမ်ပြန်ရပြီးဘာသာရေးခေါင်းဆောင်ကအပြစ်မပြေဘူးကြီးမြတ်လူရဲ့သူဟာနှိမ့်ချခံရမယ်နှိမ့်ချသောသူဟာချီးမြှောက်ခံရမယ်နံပါတ်1ငါ့ကိုဖျားသခင်လက်ခံစေခိုင်းသောအရာကဘာလဲနံပါတ်2စစ်မှန်သောနှိမ်ချခြင်းသည်ဘယ်လိုပုံစံမျိုးရှိသလဲနံပါတ်3ငါသည်မြည်သည့်စိတ်ထားသဘောထားတွေကိုပြောင်းလဲဖို့လိုအပ်တယ်